တော်ပြီငါဘာမှမလုပ်ချင်တော့ဘာမှမလုပ်အကုန်လုံးဒီလုံးက table flip လုပ်ပြီးတော့အကုန်လုံး fuck you all ဆိုပြီးတော့အဲ့လိုမျိုးလုံးဝအရာရာကိုလုံးဝ give up လုပ်လိုက်ချင်တဲ့အချိန်အရာရာကနေပြီးတော့လုံးဝ quit လုပ်လိုက်ချင်တဲ့အချိန်မှာကိုဘာလုပ်လဲဆိုတဲ့ decision ကိုဘာကိုရွေးချယ်လိုက်တယ်လေကိုဘာကို focus ထားလဲဆိုတဲ့အရာတွေကဒါလေအမကဘာတူလဲဆိုတဲ့ဟာကို define လုပ်နေတယ်လို့ပြောချင်တာအမရဲ့ future ကဘာဖြစ်လာမလဲဆိုတဲ့အရာကို define လုပ်နေတယ်လို့ပြောချင်တာအကိုင်ကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့အမကတော့ထင်တယ်ဒီ university ကလည်းဒီလိုပဲ message တွေလည်းမျိုးစုံဆက်နေငါ positive signal ပြနေပြီငါတော့ဘာတွေပြနေညာတွေပြနေအဲ့လိုယုံတတ်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကံကောင်းခြင်းဆိုတဲ့အရာလေးကိုအမကရှိသမျှနေရာတိုင်းကနေလိုက်ပြီးတော့ကောက်တတ်တဲ့လူလို့ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကပြောမယ်ဆိုလို့ရှိရင်ငွေတော့ပိုက်ပြီးတော့ကြီးလာတယ်မဟုတ်ဘူးအဲ့လိုမျိုးဘယ်လိုပြောမလဲဒီအဲ့လိုပဲဒီရှိရဲ့အရာလေးအကုန်လုံးစွန့်ရနေပြီးတော့အမကငွေတော့ဆိုတာဖြစ်လာတာပေါ့နော် I choose to see the luck in every single area of my life အဲ့တော့အမအဲ့လိုနေရာတိုင်းကနေလိုက်ပြီးတော့အဲ့လို pick up လုပ်တယ်ဆိုရင် mindset လေးနဲ့အဲ့လိုမျိုးလေးနေလို့ရှိရင်အမတို့တနေ့တာကဖြတ်တန်းမှုအတွက်လွယ်ကူသားရလို့ပြောချင်တာအမတို့မနေ့ကကြာလို့ရှိရင်ဘာဖြစ်မလဲဆိုတော့အမတို့ဘယ်သူမှမသိနိုင်ဘူးလေဟုတ်တယ်မလားအမဒီနေ့စိတ်ညစ်နေပဲမနေ့ကကြာလို့ရှိရင်ဒီ opportunity ဆိုတဲ့အရာတွေအမရဲ့တကားကိုလာခောက်ပြီးတော့ER လေးထားတော့ဒါနင်းအတွက်အချိန်ရောက်ပြီးဆိုပြီးတော့အဲ့လိုမျိုးရောက်လာနိုင်တာပဲဟုတ်တယ်မလားဘယ်သူသိမှာလဲဟုတ်တယ်မလားအဲ့လိုမျိုးဆိုတော့ဒီကိုကဘယ်အရာကို focus ထားပြီးတော့ကြည့်နေလဲကိုကဒီလိုမျိုးခက်ခဲနေတဲ့အချိန်မှာကိုဘာရွေးချယ်လိုက်လဲဆိုတဲ့အရာတွေကအရင်အရေးကြီးတယ်လို့အမတို့ထင်တယ်ပေါ့နော်